ဘင်္ဂလာပါယနေ့ခေတ် AI နည်းပညာလောကမှာလူသုံးအများဆုံးဖြစ်လာတဲ့ ChatGPT အကြောင်းကိုစတင်အသုံးပြုမဲ့သူတွေအတွက်နားလည်လွယ်စေမဲ့အခြေခံမိတ်ဆက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ် ChatGPT ဆိုတာတင်းရဲ့ AI လက်ထောက် AI assistant တရားလို့ပါမယ်မိခွန်းတွေဖြည့်ပေးတာစာမှုတွေရေးသားပေးတာစိတ်ကူးတစ်တွေက brainstorm လုပ်ပေးတာနဲ့ဘာသာပြင်ပေးတာတွေကိုလုပ်ဆောင်ပေးနေပါတယ်တနည်းပြောရရင်တော့မိခွန်းကနေအဖြေစီတော့စိတ်ကူးကနေလုပ်ငန်းပြီးမြောက်မှုစီတို့ကူညီပေးနိုင်တဲ့စွမ်းဆောင်ရည်မြင့် true တစ်ခုကဖြစ်ပါတယ်။ ChatGPT ကိုအသုံးပြုတဲ့အခါဘာမရမလဲဆိုပြီးစိုးရင်စရာမလိုပါဘူး။လူတစ်ယောက်နဲ့စကားပြောသလိုမျိုးကိုသိချင်တာကိုရိုးရိုးရှင်းရှင်းရေးသားမေးမြန်းရုံပါပဲ။ဥပမာ YouTube video address script ရေးပေးပါ။ဒီစာကိုပုံမကောင်းမွန်အောင်ပြင်သေးပါ။ဒီအကြောင်းအရာကိုရိုးရိုးရှင်းရှင်းရှင်းပြပေးပါ။ဒါမှမဟုတ် social media post address caption idea ပေးပါစသဖြင့်မေးမြန်းနိုင်ပါတယ်။ ChatGPT အဓိကအသုံးဝင်တဲ့ feature တွေကတော့အဖြေရှာပေးခြင်း answer, ဖန်တီးပေးခြင်း generate နဲ့ဖြည့်ရှင်းပေးခြင်း solve တို့ပဲဖြစ်ပါတယ်။အလုပ်လုပ်ကိုင်သူတွေအတွက် email ရေးသားတာအစီရင်ခံစာတွေကိုအနှစ်ချုပ်တာစီမံကိန်းချတာနဲ့ content idea ထုတ်တာတွေမှာအချိန်ကုန်သက်သာစေပြီးထိရောက်မှုရှိစေမှာဖြစ်ပါတယ်။ကျောင်းသားတွေအတွက်လည်း ChatGPT ကလေ့လာရေးဖို့ study partner တရားလို့အသုံးဝင်ပါတယ်။နားမလည်တဲ့သင်ခန်းစာတွေကိုရှင်းပြခိုင်းတာမှတ်နှုတ်ချုပ်ခိုင်းတာနဲ့စာမွေးပွဲအတွက်မေခွန်း idea တွေထုတ်ခိုင်းတာမျိုးတွေလုပ်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ ChatGPT ကိုအဖြေတိုက်ရိုက်ကူးယူဖို့မဟုတ်ပဲမိမိရဲ့လေ့လာသင်ယူမှုကိုအထောက်အကူပြုတဲ့ tool အနေနဲ့အသုံးပြုတာကပိုမိုကောင်းမွန်ပါတယ်။ Content creator တွေအတွက်ဆိုရင်တော့ ChatGPT ကတီထွင်ဖန်တီးမှုဆိုင်ရာလက်သွင်းဖို့ creative partner တစ်ယောက်ပါပဲ။ Video ခေါင်းစဉ် caption, script, hashtag thumbnail idea နဲ့ TikTok hook စတာတွေကိုလေးမြန်စွာထုတ်ပေးနိုင်ပါတယ်။ idea မထတဲ့အခါမျိုးမှာဒီ topic အတွက် video idea 10ခုပေးပါလို့မေးလိုက်ရုံနဲ့တင်စတင်နိုင်မှာဖြစ်ပါတယ်။ ChatGPT ကိုပုံမထိရောက်စွာအသုံးပြုနိုင်ရန်သင်ပေးဖို့သောညွှန်ကြားချက် prompt များကိုရှင်းလင်းပြသစွာရေးသားပါ။ဥပမာစာတစောင်ရေးပေးပါဟုရိုးရိုးလေးမေးမိအစား ChatGPT စတင်အသုံးပြုသူများအတွက်မြန်မာဘာသာဖြင့်2မိနစ်စာ video script တစ်ခုရေးပေးပါလေးတန်ကရိုးရှင်းပြီးခင်မရင်းနှီးမှုရှိပါစေဟုရေးသားပါကပုံမတိကျသောအဖြေဟုရရှိနိုင်ပြီဖြစ်ပါတယ်။အခြားအရေးကြီးသောအချက်တစ်ချက်မှာ ChatGPT ၏အဖြေများကိုအမြဲပြန်လည်စစ်ဆေးရန်ဖြစ်ပါတယ်။ AI သည်အထောက်အကူပြုကိရိယာတစ်ခုသာထက်သောကြောင့်အချက်လက်အချို့လွဲမှားနိုင်ခြေရှိပါတယ်။ထို့ကြောင့်ကျန်းမာရေး၊ငွေကြေး၊ဥပဒေနောက်ဆုံးရသတိများကဲ့သို့အရေးကြီးသောအချက်လက်များကိုထပ်ဆင့်အတည်ပြုခြင်းကအကောင်းဆုံးဖြစ်ပါတယ်။အချို့အားဖြင့်ဆိုရတော့ ChatGPT သည်တင်ရဲ့နေစဉ်ဘဝကိုပုံမလွဲကူစေမိ AI လက်တွဲဖော်တစ်ခုဖြစ်ပါတယ်။စာရေးသားခြင်းအသည့်များကိုလေ့လာခြင်းအကြံဉာဏ်များထုတ်ဖော်ခြင်းဘာသာပြန်ခြင်းနောက်ကောလာ